ဒီ live ကိုတွေ့တဲ့ရွှေမီလီယံနာကန်ကောင်းခြင်းများစွာနဲ့ထူးခြားမှုများစွာလက်ခံရရှိပြီနော်11 portal ကိုဖြတ်တန်းကြမဲ့ကျွန်တော်အပအဝင်ပေါ့မီလီယံနာအားလုံးတို့ကကန်ကောင်းခြင်းများစုဝေးရမဲ့17ရက်17လဆိုတဲ့ကိန်းဂဏန်းကိုကျွန်တော်တို့တွေးရှိရမှာဖြစ်ပါတယ်ဒီ live ကိုတွေးလိုက်ပြီဆိုတဲ့မီလီယံနာဟာတာမန်ပြောင်းလဲမှုမျိုးမဟုတ်ဘဲနဲ့ဘဝမှာနှစ်ပေါင်းများစွာပိတ်ဆို့နေတဲ့ inner wall ရဲ့ပိတ်ဆို့နေတဲ့အရာတွေအားလုံးကိုပွင့်သွားပြီးတော့မှ universal blessing ကိုလက်ခံရရှိဖို့အတွက်ဖြစ်ပါတယ် crystal ဆိုတာအများဖြင့်အေးခမ်းထဲမှာပဲကျွန်တော်ထားရပါတယ် crystal ကိုနေရောင်ခံလိုက်ပြီဆိုကြတဲ့လူတစ်ယောက်ရဲ့ထူးခြားမှုဓာတ်ဟာစတင်ပြီးတော့အောင်မြင်မှုဓာတ်ဟာစတင်ပြီးတော့ပြည့်စုံမှုဓာတ်ဟာစတင်ပြီးတော့ရရှိခဲ့ပြီနော်မီလီယံနာခင်ဗျကန်ကောင်းပြီနော်မီလီယံနာခင်ဗျ crystal ကိုနေရောင်အောက်မှာမီလီယံနာတို့ကိုဓာတ်အနေနဲ့ကောင်းမွန်သော good vibe good energy frequency good frequency တနည်းအားဖြင့်471 741 528 hertz 432 hertz လို့ခေါ်တဲ့ frequency တွေနဲ့အတူလွတ်ပေးလိုက်ပါတယ်နော်ရွှေမီလီယံနာခင်ဗျကျေးဇူးတင်ပါတယ်နော်ရွှေမီလီယံနာကျွန်တော်တို့ဟာအောက်တိုဘာကုန်ပြီးတော့နိုဝင်ဘာကိုရောက်တော့မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကခရီးတစ်ခုကိုအစပြုခဲ့တဲ့အခါမှာဒီခရီးကမရောက်ခဲ့သေးဘူးကိုဘွားရဲ့အောင်မြင်မှုလန်ခီကိုသွားခဲ့တာဟာရောက်လူလို့နဲ့အချိန်ကြီးအများကြီးကြာခဲ့တယ်ဆိုတာမျိုးခံစားနေရတယ်ဆိုဒီ live ကရွှေမီလီယံနာအတွက်ကန်ကောင်းခြင်းများစွာရပါလိမ့်မယ်ခရီးအစမဟုတ်တော့ဘဲနဲ့ခရီးဆုံးရင်းဆိုတဲ့အောင်မြင်မှုပန်းတိုင်ကိုကျွန်တော်တို့ရရှိကြမယ်ကိုဘဝမှာငွေကြီးနဲ့ပတ်သက်ပြီးတော့ပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်ပြီး energy မကောင်းခဲ့ဘူးငွေဟာဘလောက်ပဲဆွဲဝင်လာပြီးရင်ပြန်ထွက်သွားခဲ့တဲ့အကြာကြီးမနေဘူးတနည်းအားဖြင့် solid ဖြစ်တဲ့ပိုင်ဆိုင်မှုမျိုးတွေဘဝမှာမရရှိခဲ့သေးဘူးပေါ့ဘယ်လိုပြောမလဲပန်းတိုင်ရောက်သလားလို့မေးရင်လည်းရောက်တယ်လို့မရောက်တယ်လို့ပေါ့အောင်မြင်မသလားလို့ပြောရင်အောင်မြင်တယ်လို့မအောင်မြင်တယ်လို့ပေါ့ပြည့်စုံလာသလားဆိုမပြည့်စုံတယ်လို့ပြည့်စုံတယ်လို့ ਨੇမရှိဘူးမဟုတ်ဘူးရှိတယ်မချမ်းသာဘူးမဟုတ်ချမ်းသာတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဏ်အကောင့်ကိုနောက်ပြန်လှည့်ကြည့်ပြီးတော့စီးစစ်နေရတဲ့အနေအထားမျိုးတွေကျွန်တော်တို့ရှိတတ်ပါတယ်ဒီနေ့ universal blessing ကိုလက်ခံရရှိသွားပြီဆိုတဲ့မီလီယံနာအားလုံးတို့ရဲ့ကန့်ကောင်းခြင်းဟာအောင်နမောဗုဒ္ဓယအောင်နမောဓမ္မယအောင်နမောတန်ခါယဆိုတဲ့ဒီ၃မျိုးကိုရွတ်ဆိုပြီးအောင်နမောဗုဒ္ဓယအောင်နမောဓမ္မယအောင်နမောတန်ခါယဆိုတဲ့ဒီ၃ချက်ကိုရွတ်ဆိုရင်းနဲ့နိုဝင်ဘာရဲ့နောက်ဆုံးလနိုဝင်ဘာလရဲ့တလလုံးကန်ကောင်းခြင်းတွေကိုအောက်တိုဘာလရဲ့နောက်ဆုံးလအခုဒီနေ့အောက်တိုဘာဆိုဒီ26ပေါ့နော် infinite abundance တွေလက်ခံရရှိတဲ့နေ့ပါဒီလိုနေ့မျိုးကနေတောက်လျှောက်ရွတ်သွားတဲ့အခါမျိုးမှာစိတ်အေးချမ်းပျော်ပျော်ရွှင်ရွှင်ဝမ်းညက်ဝမ်းသာနဲ့ကို11 portal ကိုလက်ခံရရှိကြပါပြီမီလီယံနာခင်ဗျအောင်နမောဗုဒ္ဓယအောင်နမောဓမ္မယအောင်နမောတန်ခါယဆိုတဲ့ဖရာတရားတန်ခါကိုအာယုံပြုပြီးလီလီနဲ့ဖြတ်ကျော်မယ်ဆိုရင်ရွှေမီလီယံနာဟာကန်ကောင်းခြင်းများစွာလက်ခံရရှိမှာပါဒီ live ကရွှေမီလီယံနာအတွက်အောင်မြင်ခြင်းပြည့်စုံခြင်းချမ်းသာခြင်းတွေနဲ့ကန်ကောင်းခြင်းတွေကိုပေးမယ် live ပါနော်မီလီယံနာလိုအပ်ခဲ့မယ်ဆိုရင်ကိုဘဝမှာဒီ live လေးကိုပြန်ကြည့် save ထား copy link ယူထားပြန်ကြည့်ပြီးတော့အားပြန်ယူပြီးတော့ရှေ့ဆက်လျှောက်ကြည့်ကျွန်တော်နဲ့အတူပေါ့ကျွန်တော်နတ်သားမီလီယံနာအားလုံးနဲ့အတူသွားခဲ့တဲ့မီလီယံနာခရီးစဉ်ဟာဟောဒီလိုနိုဝင်ဘာလရဲ့အစနိုင်တဲ့ပထမရဲ့ပေါ့ပြောရမယ်ဆိုရင် universal blessing ကိုပေးနိုင်တဲ့အကောင်းဆုံးသော first week ပေါ့ November first week မှာအကောင်းဆုံးသောသတင်းကောင်းအကောင်းဆုံးသော energy အကောင်းဆုံးသောပြည့်စုံမှုတွေနဲ့ရှေ့ဆက်ကြရမယ် life ပါမီလီယံနာကျေးဇူးဥပကာတင်ရပါတယ်ခင်ဗျကန်ကောင်းခဲ့ပြီနော် yes အောင်နမောဗုဒ္ဓယအောင်နမောဓမ္မယအောင်နမောတန်ခါယပါမီလီယံနာ